အိမ်ကြီးနဲ့လူကြီးမင်းကြီးလွန်ခဲ့သောနှစ်ပေါင်း100ကျော်ကရွာလယ်တဲ့တဲ့အိမ်ကြီးတစ်လုံးရှိခဲ့သည်အိမ်ဟောင်းကြီးသည်ပရင်းပေါက်များကွဲမိကိုမင်းများဆွဲကပ်နေပြီးညအချိန်တွင်အနီရောင်မိအိမ်များထိုးထွက်တောက်ပါသည်ဟုဒလာဤလာစကားသည်ရှိခဲ့သည်ထိုအိမ်ကြီးသို့မိသူများချင်းကပ်ဝန့်ကြီးမရှိသို့တော်တနေ့တွင်မြို့ကြီးမှလာသောလူကြီးမင်းကြီးတဦးသည်ထိုအိမ်ကြီးကိုဝယ်ယူပြီးပြင်ဆင်ရန်ဆုံးဖြတ်လိုက်သည်ရွာသားများတတိပေးသောလေလူကြီးမင်းကြီးကယုံတန်းစကားများကိုလက်မခံပညာတတ်လူတဦးအနေဖြင့်အယူသီးမှုများကိုမယုံကြည်ဟုဖြောသည်ပထမဆုံးည၌လူကြီးမင်းကြီးသည်အိမ်ကြီးအတွင်ဖျောက်တိုင်တိုင်ထွန်းကားစာအုပ်ဖတ်နေစဉ်ရှေ့ဥယျာဉ်မှာတစုံတရာရွေ့လျားသံကိုကြားလိုက်ရသည်ပဒင်းပေါက်မှကြည့်လိုက်တော့အဖြူရောင်အဝတ်စုပ်များဝတ်ဆင်ထားသည့်ပုံရိပ်တစ်ခုတစ်ပင်များကြားပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရသည်သို့သောလူကြီးမင်းကြီးကလေထဲမှမြူမုံများသာထစ်မိဟုသဘောထားလိုက်သည်ဒုတိယညတွင်အကြောင်းရင်းမရှိဘဲအိမ်ဤဟောင်းနှံသောဆက်ကူများလေသေးလွင့်ပြန်နေသည်ကိုမြင်ရပြန်သည်တကားဖွင့်သံများခြေသံများကိုကြားရပြီးထူးဆန်းစွာဖြင့်မိခိုးမဲများမိဖို့ကြောင့်မှကဖြည်းဖြည်းပြန့်ထွက်လာသည်ထိုချိန်တွင်လူကြီးမင်းကြီး၏နှလုံးသားအရှိန်ပြင်းစွာခုန်လာပြီးခန္ဓာကိုယ်အေးဆက်သွားသည်တတိယညမှစ၍အရာရာသည်ပိုမိုဆိုးရွားလာသည်ညသန်းကောင်အချိန်မှန်တဲ့တွင်မိသူများမရှိသောဧကန်းမှရှေးဟောင်းဓာတ်ပုံများပေါ်လာသည်ဓာတ်ပုံများတွင်မြည်သည့်မျက်နှာများမပါသို့သောလူကြီးမင်းကြီးလဲ့သွားတိုင်းဓာတ်ပုံများကလိုက်လံကြည့်နေတဲ့ကဲ့သို့ခံစားရသည်ညင်နက်သောအခါကလေးသူငယ်များရွတ်ဆိုနေသောတန်စင်များတီးတိုးစကားများကိုကြားလာရသည်လေးညမြောက်ညတွင်လူကြီးမင်းကြီးသည်မနှိပ်ဖြန်ပြောင်းရွှေ့ရန်ဆုံးဖြတ်လိုက်သည်သို့သောထိုညသည်အဆိုးဆုံးဖြစ်လာသည်အိပ်ရတဲ့လဲနေခြင်းအိတ်ခမ်းတကားဖွင့်တန်ကြားပြီးအင်းညာပေါ်လီတိုက်ခတ်လာသည်မျက်စိဖွင့်ကြည့်သောအဖြူရောင်အဝတ်စုပ်များဝတ်ဆင်ထားသောပုံရိပ်တစ်ခုခတင်အနားတွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်ပုံရိပ်တွင်မျက်လုံးများမရှိမျက်ခွက်များသာအနက်ရောင်အပေါက်ကြီးများအဖြစ်ပါရှိသည်လူကြီးမင်းကြီးအော်ဟစ်ရန်ကြိုးစားတော်လဲအတန်မထွက်ပြီးထိုအခါပုံရိပ်ကလက်တန်ရှည်များဖြင့်လူကြီးမင်းကြီး၏လယ်ဘင်းကိုဆွဲညှိလိုက်သည်အေးဆက်သောထီတွေမှုနှင့်အကျူအသက်ရှူလန်းကြောင်းပိတ်ဆို့သွားသည်မနက်မိုးတောက်သောရွာသားများသည်အိမ်ကြီးသို့သွားရောက်ကြည့်ရှုရာလူကြီးမင်းကြီးပျောက်ဆုံးနေသည်ကိုတွေ့ရသည်အိမ်ကြီးသည်ပို၍ပင်ဟောင်းလွှမ်းပျက်စီးနေပြီးနေရန်များပေါ်တွင်လက်သေးရာများနှင့်သွေးစာများသာခြံရစ်ခဲ့သည်ယနေ့တိုင်ထိုအိမ်ကြီးသည်ရွာလယ်တွင်ရှိနေစေဖြစ်ပြီးညဘက်တွင်အနီရောင်အလင်းများတစ်ဖြက်ဖြက်တောက်ပါကတီးတိုးစကားများကြားရတတ်သည်ဟုဆိုကြသည်လူကြီးမင်းကြီး၏ထပ်ပုံကိုမူမိဘူးများထပ်မှန်မတွေ့ရှိခဲ့ပြီးသို့သောတခါတရံမိုးကြီးသောညအများတွင်အိမ်ကြီး၏မှန်ထဲမှမျက်ခွက်နှက်ကြီးများဖြင့်စိုက်ကြည့်နေသောပုံရိပ်တစ်ခုကိုဖြတ်သန်းသွားသူများမြင်တွေ့ကြသည်ဟု